တခါတော့ကပကံသားတွေနဲ့ပခန်းသားတွေအနိုင်မခံအရှုံးမပေးစကားပြန်ပြောနေကြပါတယ်ပကံသားကငါတို့ပကံသားများဖြစ်ရတာအင်မကြိုင်ဂုံယူရတာဟဲ့ကျုံသုံးတောင်ဝိုင်းပကံတိုင်းနဲ့ကွာလို့ပြောလိုက်တယ်ဒီတော့ပခန်းသားကဒီတော့ပေါ့ရတယ်ကွာဟေးငါတို့ကလေငရုတ်စုံထောင်ပခန်းသားကွာလို့တုံ့ပြန်လိုက်တယ်ပခန်းသားကဟေ့အောင်ငါတို့ကကာယနဘေးနဲ့မင်းတို့ဟာဖြင့်ကာယမဆက်လိုက်တာကွာလို့ပြောလိုက်တယ်ပခန်းသားများစကားကိုကတ်ကိုးပုံကဆက်လားမဆက်လားသိချင်ရင်ငါတို့ငရုတ်စုံနဲ့ငရုတ်သီးထောင်းပြီးမျက်လုံးနဲ့ထည့်ကြည့်ပါလားတဲ့အရေးနှိမ်သွားတဲ့ပကံပါလဲဒါဖြင့်ငါတို့ဖျားပွဲစီးကားတာပြိုင်မယ်ကွာလို့နောက်တစ်မျိုးစလိုက်ပါတယ်ပကံသားကလည်းအားကြမခံဟေးငါတို့ဖျားပွဲကလေလူတွေမပြောနဲ့ခွေးတွေကြီးပဲအကောင့်900လာတာကွာလို့ပြောလိုက်တယ်ဒီတော့ပကံသားကအကွက်ဆိုင်ပြီးချင်ပြီးဟာဟာဒီလောက်ပဲလားဟေးငါတို့ဖျားပွဲကလေလူတွေမပြောနဲ့ခွေးတွေကြီးပဲအကောင့်1000လာတာကွာလို့အပိုင်ပြောလိုက်တယ်ဒါပေမဲ့ပကံသားတွေဆိုတာခီသူတွေမှမဟုတ်တာစကားကတ်ပြောတဲ့နေရာမှာဆရာကြလွန်းသူတွေလေပကံသားကထရက်လိုက်ပြီးပြောတာဆုံးအောင်နားထောင်မှာပေါ့ကွာခွေးကောင်900ဆိုတာကုတ်ချားတစ်မျိုးတည်းပြောတာကွာလို့လည်းပြောလိုက်ရောပကံသားတွေငုတ်တုတ်မိသွားကြပါလေရောတခါတော့ဒီလောက်စကားကတ်တဲ့ပကံသားတွေဟာအကြံတစ်ခုရတယ်လော့တော်သားတွေစကားရကျွဲတယ်ပြောတယ်ပကံသားတွေကအတော်ဆုံးဆိုတဲ့သူကိုစကားပြန်ရတော့လှတော်ကိုလွှတ်လိုက်တယ်ပကံသားလေလှတော်ကြွားအဝယ်မှာကလေးတယောက်နဲ့တွေ့တယ်ပကံသားကဟဲ့ကလေးမင်းကလှတော်သားလားကွာလို့မေးလိုက်တယ်လှတော်သားကလေးကဟုတ်ပါဦးကြီးရာပြောလေဗျာလို့ဆိုပါလေဒီတော့ပကံသားကဒါဖြင့်မင်းကိုဖိုက်ဖောက်စားမယ်ကွာလို့ခြောက်လိုက်ပါလေရောလှတော်သားဆိုတာဒါမျိုးလာစင်းလို့တော့ပြေးရမလဲခလေးကဘာပြန်ပြောတယ်မှန်လဲဦးကြီးရဲ့စားခြင်းရင်ဖြင့်ဝိုက်တော်မှာဖောက်ပါနဲ့ဦးကြီးစားခြင်းရင်ယိုကျွေးပါမယ်ဗျာတဲ့ပကံသားလဲလှတော်သားခလေးနဲ့တင်ရောအဝင်ကနေပြန်ပြေးခဲ့ရပါလေရောလား